မျက်ရည်ပေါက်ကြီးငယ်ကြားတဲ့ထီကိုငိုယိုပြီးစားခဲ့ရတယ်တော်ရုံတန်ရုံအဆက်မစားနိုင်တဲ့သူဆိုလုံးဝမစားကြည့်တဲ့စိမ့်ငိမ်ကမုံမွေရနာမည်ကြီး level 7ထီအောင်ရှိရကိုရီးယားအဆက်ခေါက်ဆွဲကိုချဲလန်းခေါ်ပြီးဘလူတွေငိုခဲ့လဲဆိုတာကြည်ဝါကြပါဦးအီဒီယိုတယောက်စိမ့်ငိမ်ကမုံမွေရကျဲကျူးမှာရှာရှည်ပြီးတော့ level 0ကနေပြီးတော့7ထီချဲလန်းခေါ်ပြီးစားပြမယ်ဆိုပြီး join လိုက်တယ်ပုံမှန်ဆိုရင်အရင်နဲ့ပဲရတာပေါ့နော်အခုကအတော့ပါအစ်စ်ထွက်တယ်ဆိုလို့မှားလိုက်တော့မှ9ပါးကိုပုံမောက်သွားတယ်ပထမအဆုံး level 0ကိုအရင်စစားမယ် level 0လို့တာပြောတာစားကြည့်လိုက်တော့ spicy အနက်ရောက်ထုတ်လို့ပဲဟေးဆက်လိုက်တာဆိုတာဒုတိယပွဲ level 1ကိုစားကြည့်မယ်ပစွန်ထုံးနေပေါ့နော်အတုတ်ကလေအရေတက်နှစ်ဆပိုဆက်တယ်အနှစ်တွေအားလုံးကအတုတ်ထဲမှာစိတ်ဝင်နေရချွေးစည်းတွေပါပြန်တယ်ဟေးအေးတွေပါကောက်ကပ်ပြီးထားတော့ရတယ်ဘာလိုနဲ့ level 2တော့ရောက်လာပြီ level 2ကိုတော့ချက်ပေါင်လေးနဲ့ဒီအတုတ်ကလေစားပြီးလို့ရှိရင်နှက်ခမ်းတွေပါပူပြီးတော့ဆက်လာရင်နဲ့တောက်ရင် level 1 2လောက်ကအေးဆေးဖြစ်သေးတယ်အတုတ်ကလေလုံးဝမရအောင်နားတွေပါထူပူပြီးတက်လာအတုတ် level 3ရောက်လာပါပြီအတုတ် level 3ကိုတော့လုံးဝလက်လန်တယ်ကွာတလုတ်စားလိုက်တာနဲ့ကိုဆက်ပြီးတော့မခံနိုင်တော့မျက်ရည်တွေဝဲနေအဆက်အရန်စားနိုင်ပါရဲ့ဆိုရဲလူတွေလာစားစိမ့်ခေါ် level 7ရောက်လာပြီးထိုင်မှာရှစ်ခိုးရတယ်ကြောက်လို့အစာကမရှိတဲ့သူတွေတော့ level 7ကိုတန်းပြီးတော့မစားနဲ့နော် level 7စားနိုင်တဲ့သူကတော့ god level ဖြစ်သွားပြီကိုတော်မှတမြင်နဲ့စားပြီးတော့မျက်ရည်ပို့ပို့ပေါက်ကြတဲ့အထိကိုငိုခဲ့ရ level 7ကိုစားနိုင်တဲ့သူတကယ်ရှိလာရင် comment မှာပြောခဲ့အောင်ပြီးတော့အဆက်ပြေကိုရီးယားထမင်းတုပ်လေးစားလိုက်မှပဲနည်းနည်းတက်တာဝါတော့ရည်သီလား